ဒါလေးကတော့ pan speed control bar အဆက်လေးဖြစ်ပါတယ်ဒီကောင် pilot ပိုင်းရဲ့ဘားရဲ့တွဲတက်မှာပေါ့နော်ဒါလေးကတော့မြန်မာနိုင်ငံနဲ့လည်းအောင်မြင်ပြီးသားကျွန်တော်ကိုယ်တိုင် light and land တက်ဆင်ပေးပြီးတော့အောင်မြင်ထားတဲ့ဆက်တွေအများများရှိပါတယ်ဒီဘားလေးကိုဒါကျွန်တော်တို့ပြန်လဲအယောင်းတင်ခြင်းဖြစ်ပါတယ်ရောင်းဝယ်လိုကလည်းမြင်တယ်လို့ရောင်းလိုကလည်းရှိပါတယ်ဝယ်လိုကလည်းကောင်းပါတယ်ဒါပတ်တက်ဆင်အောင်မြင်ပြီးတဲ့ဖြစ်ပါတယ် pan control လာမကောင်းတဲ့စက်တွေဝါလိုင်းမကောင်းတဲ့စက်တွေလုံးဝဝါယာဆန်စာတစ်ခုမှမလိုတော့ဘဲနဲ့ဒီအတွဲလေးကိုတက်ဆင်လိုက်အောင်အဖြစ် K3B ပတ်အနေနဲ့တွဲပြီးတက်ဆင်လိုက်အောင်အဖြစ်နဲ့ဒါရဆက်အသစ်လိုမောင်းနေနိုင်မှာဖြစ်ပါတယ်ဆန်စာတွေရဲ့အလုပ်လုပ်ပုံစံတိုင်းအလုပ်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့စက်ကလုံးဝတွက်လက်ပေါ်ပါပြီးတော့ pressure 6000 9000 8000အထိဆက်ရဲ့ကြန့်ခိုင်ရေးပုံမှာမူတည်ပြီးတော့ဒါpressure မြင့်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ် pan flow နဲ့ pressure ကိုထိန်းချင်းညှိပြီးတော့ချိန်ဆပေးတဲ့ pan speed control bar လေးဖြစ်ပါတယ်ဒီ pan speed control bar လေးကိုဝယ်ယူဆက်တဲ့ဝယ်ယူမှရှင်နေဆိုရင်တော့နေပြီးတော့မှအထိုင်ရောင်းပေးနေပါတယ်ဒါကတော့ဖုန်းနံပါတ်ကတော့899 233 990 255 13 992 ဆက်သွယ်မှယူနိုင်ပါတယ်ခင်ဗျာ